လေရင်ပေါ်မှာအဖိုးအိုတယောက်ရုတ်တရက်အုံနောက်သွေးကြောပြက်ပြီးလဲကျသွားတယ်ဒါကလေရင်မှုထမ်း3ယောက်ကိုထိတ်လန့်သွားစေတယ်သူတို့နှလုံးပြန်ခုန်စေဖို့ကြိုးစားတယ်ဒါပေမဲ့သူတို့သူ့ဝတ်တွေကိုဖွင့်လိုက်တဲ့အချိန်မှာအဖိုးအိုကရွှေတွေနဲ့တင်းတင်းကြပ်ကြပ်ချီနှောင်ထားတာကိုမြင်လိုက်ရတယ်အသက်အန္တရာယ်ရှိတဲ့အချိန်မှာဂီတာကကပတိန်နဲ့ချက်ချင်းတိုင်ပင်ပြီးအရင်ဆုံးသူ့ကိုကယ်ဖို့ဆုံးဖြတ်လိုက်တယ်လမ်းတစ်လျှောက်မှာ3ယောက်သားဒီရွှေတွေကိုယ်တိုင်တင်းထားဖို့လဲစဉ်းစားကြတယ်ဒါပေမဲ့ပြဿနာကအဖိုးအိုတည်ရင်တမျိုးအသက်ရှင်ပြီးရွှေပြောင်းနေတာကိုတွေ့ရင်သူတို့ကပြင်းထန်တဲ့အကျိုးဆက်ကိုခံစားရမယ်အချိန်ချင်းစဉ်းစားပြီးတဲ့နောက်မှာ3ယောက်သားနောက်ဆုံးမှာရွှေတွေကိုလေချောင်းလိုင်းကိုအဖို့ဆုံးဖြတ်လိုက်တယ်သူတို့ရဲရဲရောရောစုကြည်ရမယ်လို့မျှော်လင့်ခဲ့ပေမဲ့ဒါအစားစုပူခြင်းကိုပဲခံလိုက်ရတဲ့အကြောင်းရင်းကလေရင်ပေါ်မှာတည်ဆုံမှုဖြစ်ခဲ့တာကလေချောင်းလိုင်းရဲ့ဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်စေနိုင်လို့ပါနောက်ပိုင်းမှာညီမ3ယောက်ကဒီကိစ္စကိုပိုစဉ်းစားလာတယ်ပိုပြီးတန်တရားဖြစ်စရာတွေတွေ့လာတယ်ပထမဆုံးအနေနဲ့အဖိုးအိုကသူ့သွေးတိုးယောဂကိုတိလျက်နဲ့လေရင်စီးဖို့စွန့်စားခဲ့တယ်ရွှေရှိတန်ကိုတဲလာတဲ့ဒါကပုံမှန်မဟုတ်ဘူးဆိုတာရှင်းနေတယ်ဒါပေမဲ့ဒါကအဓိကမဟုတ်ဘူးအဓိကကအဖိုးအိုရဲ့ဖုန်းကချက်စမင်းရဲ့လက်ထဲမှာရှိနေတယ်အစပိုင်းမှာသူမကိုယ်ပိုင်ဆက်သွယ်ဖို့သူ့နံပါတ်ကိုခြံထားခြင်းရုံမှာဒါပေမဲ့စုံစမ်းပြီးတဲ့နောက်မှာသူသိလိုက်တယ်အဖိုးအိုကရွှေတင်ပို့တဲ့အလုပ်သမားတစ်ယောက်ပဲဖြစ်တယ်ပြီးတော့ဒီဖုန်းမှာတထေးကြီးရဲ့ဆက်သွယ်ရေးအချက်လက်တွေရှိနေတယ်အဖိုးအိုရဲ့တင်ပို့ရေးလမ်းကြောင်းကိုသိဖို့ညီမ3ယောက်ကတထေးကြီးကိုကိုယ်တိုင်ဆက်သွယ်ပြီးသူ့နေရာကိုယူဖို့ဆုံးဖြတ်လိုက်တယ်တထေးကြဤရဲ့လိပ်စာရပြီးတဲ့နောက်မှာသူတို့အဲ့ဒီကိုအမြန်သွားတယ်သူတို့ရဲ့အလုပ်ကလေရင်မှုတန်းဖြစ်တဲ့အတွက်ကဘာတဝမ်းမှာမကြာခဏခီးသွားနေတဲ့အတွက်တည်ဆုံသွားတဲ့အဖိုးအိုထက်ပိုတန်မိုးရှိပုံရတယ်တထေးကြီးကမဆိုင်မတော်ပူပေါင်းမှုသဘောတူလိုက်တယ်လက်စားချေဖို့ကတော့ရိုးရှင်းတဲ့ညီမ3ယောက်ဒူဘိုင်းကိုရွှေတပွဲပို့တိုင်းတထေးကြီးကအပိုဒေါ်လာ3000ပေးမယ်ဒါကနဲတယ်လို့မထင်ပါနဲ့အိန္ဒိယမှာဒေါ်လာ3000ကအလုပ်သမားတစ်ယောက်12ရတဲ့ဝင်ငွေပါတကယ်တော့အခြေအနေကမဖမ်းမိဖို့ပါတခုခုမှရင်မိသားစုတစ်ခုလုံးအကျိုးဆက်ခံရလိမ့်မယ်ငွေရှာတဲ့နီလန်းကရှင်းပေမဲ့ရွှေတွေကိုဘယ်လိုလုပ်ပြီးဘယ်သူမှမသိအောင်လေရင်ပေါ်တင်နိုင်မလဲဒါကိုဖြည့်ရှင်းဖို့3ယောက်သားထက်မြက်တဲ့အစီအစဉ်တစ်ခုကိုရေးဆွဲလိုက်တယ်လေရင်မှုထမ်းတွေကရွှေချောင်းတွေကိုအရေးကြိုပြီးအထူးကုန်သွင်းဆက်တွေတဲကိုလောင်းချတယ်အေးသွားတဲ့အချိန်မှာရွှေလုံးတေးသေးလေးတွေရတယ်ပြီးတော့တစ်ခုချင်းစီကို chocolate sauce နဲ့ညီညာလိမ့်ပြီးအချောက်ခံကနောက်ဆုံးမှာတစ်ခုချင်းစီကိုထုတ်ပိုးပြီး chocolate အဖြစ်အယောင်ဆောင်ကအတူတည်ဆောင်သွားတယ်ပြင်ဆင်မှုအားလုံးပြီးသွားတဲ့အချိန်မှာ3ယောက်သားဝတ်စုံလဲပြီးလေစိတ်ကိုသွားတဲ့အတွင်းဝန်ထမ်းတွေဖြစ်တဲ့အတွက်လုံခြုံရေးစစ်ဆေးမှုကိုအလွယ်တကူဖျက်ဆီးသွားတယ်ပထမဆုံးမှောက်ကိုလောက်တာဖြစ်လို့နည်းနည်းစိတ်လှုပ်ရှားနေပေမဲ့ကံကောင်းကျင်တော့လုပ်ငန်းစဉ်အတွင်းမှာမရှိခဲ့ဘူးဆက်သွယ်သူကသူတို့ရဲ့ professional နည်းပညာကိုအထင်ကြီးသွားပြီးသူတို့နဲ့ရေရှည်ပူးပေါင်းမှုသဘောတူလိုက်တယ်အကောင့်ထဲပေါ်ပြီးပြန်လာတဲ့အချိန်မှာတထေးကြီးကသူ့ကတိအတိုင်းတယောက်ကိုဒေါ်လာ1000စီငွေသားပေးလိုက်တယ်ရုတ်တရက်ပတ်စံရတဲ့အချိန်မှာလူအများစုကနည်းနည်းစိတ်လှုပ်ရှားတတ်ကြတယ်တကယ်တော့ညီမ3ယောက်လည်းချွင်းချက်မဟုတ်ဘူးသူတို့စိန်ငံပစ္စည်းတွေကားတွေဝယ်ကြတယ်အခြေခံအဖြစ်ဈေးကြီးတာပါမဆိုဝယ်ကြတယ်သူတို့ရဲ့ဆောင်ပုဒ်ကချမ်းသာပြီးစိတ်တိုင်းကြလုပ်မယ်ဆိုတာပါနောက်ဆုံးတော့ပတ်စံသုံးလိုက်ရင်စိတ်ပူစေရမလို့ဘူးပြန်တမ်းမှုတစ်ခုလေးနဲ့ပြန်ရနိုင်လို့ပါဒါပေမဲ့စကားပုံအတိုင်းပဲမြစ်ကိုဖြတ်သွားတဲ့သူတိုင်းခြေထောက်ဆူတတ်တယ်ဆိုတာကပုံမှန်ပါပဲ